အားလုံးမင်္ဂလာပါလို့ဒီနေ့ကလေဒီအစာနဲ့ဟုတ်စားလေမင်္ဂလာပါကိုကောင်းခန့်ဒီအစာနဲ့ဒီချီးနဲ့ဆက်ဆက်တဲ့ပုံစံပေါ့ဟိုကျွန်တော်ဒီနေ့အရင်တစ်ခေါက်ကတော့ကျွန်တော်ပြောပြီးအစာပြော့ကျွေးဝင်းမလျှောဘူးပေါ့ဒါပေမဲ့ဒီနေ့ကဒီအစာနဲ့ဝက်တွေရဲ့ဆက်ဆက်ပုံပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောပြပေးမယ်ဒီကျွန်တော်တို့ဝက်တွေကိုအစာကျွေးတဲ့အချိန်မှာတချို့ကမေးကြတယ်ဘယ်နှလားသားဆိုအစာဘယ်လောက်ကျွေးရမှာလဲဘယ်လောက်ရွယ်ဆိုအစာဘယ်လောက်ကျွေးရမှာလဲဝက်ကလေးတွေဆိုအစာဘယ်လောက်ကျွေးရမှာလဲအဲ့ဒါကျွန်တော်စအဲ့ဒါမေးတယ်မေးတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီမှာနားလည်ဖို့လိုတာဗာလဲဆိုလို့ရှိရင်ဝက်တွေကိုအစာကျွေးတဲ့အခါမှာအစာထဲမှာ protein ရာခိုင်နှုန်းပေါ့ protein percentage ဒါတွေကိုကျွန်တော်တို့နားလည်ဖို့လိုတာ protein ရာခိုင်နှုန်းဆိုအသားဓာတ်ပါတဲ့ရာခိုင်နှုန်းကျွန်တော်တို့ကဓာတွေကိုမတွက်ဖက်နဲ့ဝက်ကလေးချီးပတ်နဲ့ဝက်ကလေးတွေကိုအစာကျွေးတယ်ကျွေးပြီးချီးပတ်နဲ့ဆေးကြီးပဲကုနေမယ်ဆိုလို့ရှိရင်လည်းဟိုတခါလေကြာရင်မထီရောက်နိုင်ဘူးเนาะကျွန်တော်တို့ကအစာနဲ့ရေနဲ့တွဲပြီးတော့လာတယ်ဝက်တကောင်ချီးပန်းခြင်းမပန်းခြင်းကဟိုတခြားယောဂအဖြစ်ဒီဘက်တီးရီးယားဘာကြောင့်ဝင်လာတယ်ဆိုတာလေရေပေါ်မှာလည်းမူတည်တယ်လို့ဒီအစာနဲ့လည်းဆိုင်တယ်ကျွန်တော်တို့ကျွေးတဲ့အစာဒီအသားဓာတ်ဘယ်လောက်ရှိတယ်လဲအဲ့ဒီမှာအသားဓာတ်ကိုခြေဖြတ်နိုင်တဲ့စွမ်းအင်ဒီသက်ရှိတရဝါတွေရဲ့ဒီအထဲထဲမှာကျွန်တော်တို့ဒီဟောစားပေါ့နော်ဥလန်းချောင်းပေါ်မှာဖြစ်တဲ့ဖြစ်စဉ်မှာသူကအစာခြေတဲ့အပိုင်းမှာသူကနှစ်ပိုင်းရှိတယ်တချို့ကအစာအိမ်ထဲမှာအစာကိုခြေချက်တယ်ခြေချက်ပြီးထပ်ထွက်လာတဲ့ဟာကိုကျွန်တော်တို့ဥမကြီးလို့ခေါ်တဲ့အဲ့ခြေအဲ့ထက်ရောက်တဲ့ချိန်မှာလဲထပ်ပြီးခြေဖြတ်တယ်စုပ်ယူတယ်ဆိုတဲ့အပိုင်းတွေရှိတယ်ဒါပေမဲ့အဲ့လောက်အများကြီးကြတော့ခုနပြောလို့တဖြည်းဖြည်းနေနဲ့လေးလာစီခြင်းနဲ့လောလောဆယ်မှာကဝက်ကလေးတွေကိုကျွန်တော်စပြီးပြောပြပေးမယ်ကျွန်တော်တို့ဝက်ကလေးတွေကိုကျွေးတဲ့အစာတွေမှာဆိုလို့ရှိရင်ဥစားပေါ့ဒီကုမ္ပဏီတွေကထုတ်လိုက်တဲ့အခါမှာအစာရဲ့ protein percentage မြင့်နေတာတွေ့ရမယ် protein များပါတယ်ဆိုရင်အသားဓာတ်များပါရင်ခြေဖြတ်နှုန်းအားနည်းမယ်ခြေဖြတ်နှုန်းအားနည်းမယ်ဆိုတာကိုကျွန်တော်တို့ကပို့ပြီးတော့သဘောပေါက်ရမယ်ပြီးကြလို့ရှိရင်အစာကိုကျွေးကျင်တိုင်းကျွေးလို့ဝက်ကကြီးထွားနှုန်းကောင်းလာတာမဟုတ်ဘူးသူခြေဖြတ်နိုင်တဲ့အတိုင်းအတာကိုရအောင်ကျွေးရမယ်ကျွေးပြီးတော့အစာထဲမှာခြေဖြတ်နိုင်မှ digest လုပ်နိုင်မှဥကနေပြီးတော့စုပ်ယူမှုဒီဥနေရန်တွေကနေပြီးတော့ဒီအသားဓာတ်ကိုစုပ်ယူနိုင်တာအများကြီးကျွေးလိုက်လို့ဗိုက်ကြီးဖောင်းကားနေလို့ဝက်ကြီးကပိုကြီးလာမှာမဟုတ်ဘူးအများကြီးကျွေးလိုက်လို့ရှိရင်အစာမချေနိုင်ဘူးကြေွားတဲ့အပိုင်းလောက်ဥနေရန်နဲ့ထိတွေ့တဲ့အပိုင်းလောက်ကနေပဲရသလောက်လေးကိုပဲကြေတဲ့အတိုင်းတာတွေကစုပ်ယူမှုပဲရပြီးတော့ကြံတဲ့အတိုင်းတာတွေကချီးထဲမှာပါသွားတယ်ဆိုတဲ့ဟာအကြံပြကျွန်တော်တို့ကဒါကိုနားလည်ရမှာဒါကိုနားလည်မှာကျွန်တော်တို့ကအစာကျွေးတဲ့အခါမှာအဆင်ပြေတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကျွေးနိုင်မှာအဓိကကကျွန်တော်တို့ကဝက်ကလေးကနေစပြောတာပါကျွန်တော်တို့ဝက်ကလေးကနေပြီးတော့ဝက်ကလေးတွေကိုဘယ်လိုကျွေးရလဲဟုတ်ပြီကျွန်တော်ရေဘူးရအားဖြင့်ဝက်ကြီးတွေမှာအစာကိုတစ်နေ့ကို2ချိန်ကျွေးတယ်တစ်နေ့2ချိန်ကျွေးတယ်ကျွန်တော်စီမှာတော့2ချိန်ပဲကျွေးရဘာဖြစ်လို့ဝက်ကြီးတွေမှာတစ်နေ့2ချိန်ပဲကျွေးရလဲဆိုတော့ကျွန်တော်တို့လောက်သားအင်အားနဲ့အခြေအနေရကျွန်တော်တို့တွေအများကြီးအလုပ်ရှုပ်မခံနိုင်ဘူးနေ့ကင်းနေ့လယ်မှာကျွန်တော်တို့ကဘာကျွေးလဲဆိုလို့ရှိရင်အစာစိမ်းကျွေးတယ် fabric ထည့်ပေးတာပေါ့နော်ဘာဖြစ်လို့ဆိုအမြင့်ဓာတ်ပေါ့အရွက်စိမ်းတို့ဒီမဟုတ်လို့ရှိရင်အမြင့်ဓာတ်ဒီအရွက်စိမ်းတွေဘာတွေကလည်းကျွေးပေးရမယ်ကျွန်တော်တို့ဝက်ဒီအားလုံးနားလည်တာပေါ့ဝက်ဒီအစုံစားတတော်ဝါပါဝက်ဒီအစုံစားတတော်ဝါထဲမှာပါတဲ့အတွက်ကြောင့်မလို့သူဒီအတီးရောစားပေါ့ခုနပြောလို့အသားဓာတ်ပါတဲ့အာဟာရတွေကိုလည်းစားသလိုအသီးရွက်ကိုလည်းစားပေးဖို့လိုအပ်တယ်အသီးရွက်တွေစားမှလည်းဒီခန္ဓာကိုယ်ထဲမှာခုနပြောတဲ့ acid ဓာတ်ဖြစ်လာပြီးတော့ကျွန်တော်တို့ခုနတော့ယောဂပိုးတွေကိုခြေဖြတ်နိုင်တဲ့စွမ်းအင်ကတက်လာမှာဒီအသီးရွက်မကျွေးပေးလို့ရှိရင်ဒီယောဂပိုးကိုခြေဖြတ်တဲ့စွမ်းအင်ကဟိုကျွန်တော်တို့နဲတာပေါ့နော်ခြေဖြတ်နိုင်တဲ့စွမ်းအင်အချင်းပေါက်တဲ့နှုံဟိုပွင့်လင်းပြောရဲဆိုအလွယ်ပြပြမယ်ဗျာအချင်းပေါက်တဲ့နှုံနဲမယ်အချင်းပေါက်တဲ့နှုံနေတဲ့အတွက်ကြောင့်မို့အထဲထဲမှာရှိနေတဲ့တချို့မလိုအပ်တဲ့ဘက်တီးရီးယားတွေကိုတတ်နိုင်တဲ့ဟာဟိုကျွန်တော်တို့တတ်နိုင်တဲ့အားနဲတယ်အစာချေဖို့အစာချေအားနဲတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကအသီးရွက်ကိုလည်းလိုတလောက်ကျွေးပေးရမယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဝက်ကလေးတွေကနေစပြောမယ်ကျွန်တော်စီမှာဝက်ကလေးတွေကိုကျွန်တော်အမြဲတမ်းပြောရတယ်ကျွန်တော်အစာအပြော့ကျွေးတယ်ပေါ့တချို့ကမလိုအပ်ဘူးတဲ့ဟာဘာဖြစ်လို့အစာအပြော့ကျွေးတာလဲပေါ့အစာအပြော့ကျွေးတော့အလုံးမရှုပ်ဘူးလားဟုတ်ကဲ့ကျွန်တော်အလုံးရှုပ်တယ်ဒါပေမဲ့ကျွန်တော်ဆက်စချင်းမှာဒီလိုက်စလွှင့်တဲ့အခါမှာချီးလေးတွေကိုတွေးရမယ်အကုန်လုံးကျွန်တော်စီမှာချီးကိုကြည့်လိုက်လို့ရတယ်ချီးလေးတွေကမဲလုံးလေးပေါ့နော်ဟိုပြော့တဲ့ကောင်ရှိတယ်တချို့နည်းနည်းပါးပါးပြော့တဲ့ကောင်ရှိတယ်ဟုတ်ပြီဒါကဘာနဲ့သက်ဆိုင်လဲဆိုလို့ရှိရင်အစာကျွေးတဲ့စနစ်နဲ့ဆိုင်တယ်ဝက်ကလေးတစ်ကောင်မှာအစာဒီ
protein percentage ကသူတို့ကအစာထုတ်တဲ့ကုမ္ပဏီတွေက protein percentage မြင့်ထားတယ်ဒါနော်ဝက်တွေက protein percentage မြင့်ထားတယ်မြင့်ထားတဲ့အခါမှာဘာရှိလဲဆိုလို့ရှိရင်အစာမကြေတဲ့ပြဿနာကျွန်တော်တို့ကအစာကိုသူစားနိုင်တဲ့လောက်တော့ကျွေးတာမျိုးတို့အစာအမာအချောက်တွေကိုစားနိုင်တဲ့လောက်တော့ကျွေးတဲ့အခါကျလို့ရှိရင်အစာမချေနိုင်ဘူးချီးပန်းတယ်ပြီးကြလို့ရှိရင်ခုနပြောလို့ချေနိုင်တွတ်တူကဖြစ်ရင်လဲဝက်ရဲ့ကြီးထွားနှုန်းနှေးတယ်နေတယ်တကယ်တမ်းကကျွေးတဲ့လောက်အစာကုတ်သွားတာကြီးထွားနှုန်းနဲ့အစာပိုကုတ်တာပဲအဖက်တင်တယ်အဲကြောင့်ဝက်ပေါက်ကလေးစပြီးသားခွဲလိုက်ပြီသားခွဲလိုက်ပြီဆိုတဲ့အချိန်မှာဘယ်လိုမျိုးကျွေးရတာလဲဆိုလို့ရှိရင်သူစားနိုင်တာထက် short ကျွေးပြီးတော့ကျွန်တော်တို့ကဒီဥရဲ့ဆုပ်ယူမှုလမ်းကြောင်းအားကောင်းအောင်ကျွန်တော်လုပ်ပေးရမယ်ပြီးရင်အပြော့စာကျွေးပြီးတယ်ဆိုလို့ကသူ့ရဲ့ဒီအစာခြေဖြတ်နှုန်းကောင်းအောင်လို့မလို့အပြော့စာကျွေးတာကျွေးခြင်းရဲ့အတိတ်ပဲအစာခြေဖြတ်နှုန်းကောင်းမယ်ဥရဲ့ဆုပ်ယူမှုအားကောင်းမယ်ဒီအတွက်ကြောင့်မို့သူကကြီးထွားနှုန်းတက်လာမယ်ပြီးရင်အစာကိုဝက်ကလေးကိုအစာစကျွေးတဲ့အခါမှာဘလောက်ကျွေးဆိုတာတဲ့သူစားနိုင်တဲ့အင်အားကိုကျွန်တော်တို့မှန်းနိုင်ဖို့လိုတယ်မိမိဝက်ရဲ့အနေထားကိုမိမိသိတာအကောင်းဆုံးပဲဗျကျွန်တော်တို့ standard အရာသွားတယ်ဆိုတာအရာအလုံးမှာပုံသေးနီးနဲ့သွားတယ်ဆိုတာမကောင်းအဲ့ကြတော့ဝက်ကလေးကိုကျွန်တော်ကျွေးလိုက်တယ်ဘယ်လောက်ထိစားနိုင်တယ်လဲဆိုလိုရင်းတစ်ခုကဒီဝက်ကလေး10ကောင်မှာတစ်နေ့ကို3 kg စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့3 kg ကို4ချိန်ခွဲကျွေးမလား5ချိန်ခွဲကျွေးမလား3 kg ကို2ချိန်နဲ့ခွဲကျွေးလိုက်ခါမှာစားတယ်ဒီကောင်ကစားပလိုက်ပြီးတော့အရန်နဲ့အစာကိုတဝကြီးစားပလိုက်တယ်စားပလိုက်ကြတော့ဗိုက်ကြီးပူနေအဲ့မှာအစာခြေတဲ့ပြဿနာတက်ပြီကျွန်တော်တို့ကအဲ့ဒီအတွက်ကြောင့်မလို့4 kg စားမယ်ပေါ့ဝက်ကလေးဝက်ပေါက်ကလေး10ကောင်က4 kg စားမယ်ဆိုလို့ရှိရင်မနက်2 kg ညနေ2 kg ကျွေးမဲ့အစားမှာတနေ့ကိုမနက်စောစောမှာ1 kg ကျွေးလိုက်မယ်နေ့ကင်းပိုင်းမှာ1 kg ကျွေးမယ်ညနေပိုင်းမှာ1 kg ကျွေးမယ်ညပိုင်းမှာအိတ်ခင်မှာ1 kg ကျွေးမယ်4 kg အဲ့ပုံစံမျိုးကျွေးတာကပို့ပြီးတော့အဆင်ပြေတာကိုကျွန်တော်တို့တွေ့ရတယ်ဝင်းမလျှော့ဘူးဆိုတာကိုလည်းမြင်ရမယ်เนาะဒါကကျွန်တော်တို့အစာကျွေးတဲ့ရဲ့ပုံစံအစာကျွေးတာနဲ့ပတ်သက်ပြီးတော့ဒီဝင်းကိုလာပြီးတော့ထိန်းသွားတဲ့ပုံစံเนาะအဲ့ဒီထဲမှာကိုလုံအပ်တဲ့ဟာငယ်ဘဝမှာချီးပန်းနေဆိုတာကိုလူတိုင်းကြုံတွေ့နေရချီးပန်းလို့အစာထဲမှာဆေးတအားထည့်ကျွေးပရိစီဝဆေးတွေမှန်သမျှကခန္ဓာကိုယ်ထဲမှာရှိတဲ့ဥလန်းချောင်းမှာရှိတဲ့အင်ဇိုင်းတွေကိုပျက်စီးစေနိုင်တယ်အဲ့ဒီထဲမှာရှိတဲ့အကျိုးပြုတဲ့ဘက်တီးရီးယားတွေကိုပျက်စီးစေနိုင်တယ်ဥနေရန်ပါတာတွေကိုဖြစ်ပေါ်စေတယ်အရန်သုံးလို့ရှိရင်เนาะဒီရပြဿနာတွေကိုကျွန်တော်တို့ကရှောင်ရှားနိုင်ဖို့ရာအတွက်အစာကိုအကျင့်ရည်များများနဲ့ခုနပြောလို့သူစားနိုင်တဲ့လောက်ကိုအကျင့်ရည်များများလေးကျွေးသွားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်เนาะအကျင့်ရည်တိုးပြီးကျွေးတာပေါ့ဟုတ်ပြီတခါတည်းနဲ့ညနေမနက်မှာ2 kg ညနေမှာ2 kg ကျွေးတာအလုံးရှုပ်ကတော့တက်တာတယ်2 kg ကျွေးလိုက်တယ်ဒါပေမဲ့သူစားနိုင်တယ်လို့ကုန်းယုံစားလိုက်တယ်တခါတည်းပိုက်ကြီးကပြည့်တင်းနေတယ်အဲ့ချိန်ကျတော့နောက်ထပ်တစ်ချိန်ဟိုစားဖြစ်တဲ့ကျတော့နေ့ကင်းနေ့လယ်မှာသူတို့ကဘာမှထပ်တော့မတောင်းတော့ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့အစာချေအားနဲလာတယ်ဝက်တရဲ့သဘောတရားကျွန်တော်တို့ကခြံကျင်းထဲမှာကျွန်တော်တို့ထားကြတာများတဲ့အတွက်ကြောင့်မို့လှုပ်ရှားမှုအားနဲတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအစာချေဖြတ်တဲ့အားနဲလာတယ်နဲလာတဲ့အခါမှာကြီးထွားနှုန်းကလျော့လာတယ်ဒီအစာသုံးနာချင်းအတူတူကျွန်တော်တို့ဝက်ကဘာလို့ကြီးထွားနှုန်းနဲရလဲဟိုဝက်တရဘာဖြစ်လို့မြန်တာလဲဆိုတော့အစာကျွေးတဲ့စနစ်ပေါ်မှာလည်းမူတည်ပါတယ်ဒီအတွက်ကြောင့်မို့အစာကိုနဲအကျိတ်ရည်များများကျွေးနိုင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဝက်ကလေးတွေမှာအစာပြော့ကျွေးပြီးအစာပြော့လေးကိုအခုသူစားနိုင်တဲ့လောက်မကျွေးဘဲနဲ့အစာဘက်ကနေနည်းနည်းစာနေတဲ့ဘက်ကနေထားပေးတယ်ဒီအတွက်ကြောင့်မို့သူတို့ကလူလာတာနဲ့အစာထတောင်းတဲ့အခါမှာကျွန်တော်တို့ကနောက်တစ်ချိန်ထပ်ကျွေးပေးမယ်နောက်တစ်ချိန်ထပ်ကျွေးတော့လဲနောက်တစ်ခါကျွန်တော်တို့3-4နာရီချပြီးတစ်ခါထပ်ဝင်လာရင်သူထပ်တောင်းတယ်ထပ်ကျွေးပေးမယ်အဲ့လိုနည်းနဲ့ကိုလိုချင်တဲ့4 kg ကိုကျွန်တော်တို့ရအောင်ကျွေးသွားပေးတဲ့အချိန်ကျရင်ချီကဒီလိုမျိုးဖြစ်နေရဆိုတာကျွန်တော်တို့တွေ့ရမယ်နော်ချီမပန်းတော့ဆေးလဲထက်ကျွေးစရာမလိုဘူးအဲ့ဒီထဲမှာကျွန်တော်ကနည်းနည်းလေးလိုက်ထားပေးတာဆက်ကိုချက်ပါဆက်ကိုချက်ကသူကတော့ပရိစီဝါဆေးမဟုတ်ကျွန်တော်တို့ပိုးသက်ဆေးမဟုတ်ပါဘူးအဓိကကတော့သူကဘာလဲဆိုလို့ရှိရင်အစာအိမ်နဲ့ဥနေရမှာရှိတဲ့ဥနေရစုပ်ယူမှုအားကိုသူကကောင်းစေတယ်အခြားအစာချေဖြတ်နှုန်းကိုကောင်းစေတယ်ဒီကောင်ကလည်းတဘာဝဒီရောစားပေါ့ဟိုကနေထုတ်ထားတဲ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်တဘာဝပစ္စည်းတွေကနေထုတ်ထားတဲ့ဆေးမုံဖြစ်တယ်အဲ့ဒီအထုပ်ကနော်ဆက်ကိုချက်ကဒီအတွက်ကြောင့်မို့ကျွန်တော်ကဆက်ကိုချက်ကိုမဖြစ်မနေပပလေးလုပ်ပဲဒီဆက်ကိုချက်ထည့်ကျွေးလိုက်တဲ့အခါမှာမစားဘူးဆိုတဲ့ပြဿနာကြုံရတယ်အဲ့ဒီပြဿနာကဘာဖြစ်လို့လဲဆိုဝက်ပေါက်စလေးအစာစချင်းကလေးကဆက်ကိုချက်မထည့်ပေးလာလို့သူ့ရဲ့အနံ့ကမဆလာနံ့ပြင်းတယ်အနံ့တအားပြင်းတော့ဝက်ကလေးကသူစားနေကြမဟုတ်ရင်အဲ့ဒါကိုမစားတော့ဘူးဒီအတွက်ကြောင့်မို့ကျွန်တော်ဒီ3-4-5ရက်သားအစာစားခြင်းကလေးက9ရက်3-4-5ရက်သားတော့မဟုတ်ကျွန်တော်9ရက်သားဆိုအစာစားခြင်းနဲ့ကျင့်တဲ့အချိန်ကနေစပြီးတော့အစာလေးပပလေးနဲ့
အဲ့ဒီအချိန်မှာအစာပြော့မကျွေးဘူးဘာလို့ဆိုဝက်ကလေးတွေကအစာမကောက်တတ်သေးဘူးဒါပေမဲ့အနှက်နဲ့ရင်ပါအောင်ထည့်ပေးတာပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အစာကြောက်ပပလေးနဲ့ဆယ်ကိုရှက်နဲ့ထည့်ပေးမယ်ဝက်ပေါက်စလေးတွေမှာနော်ကျွန်တော်အဲ့ဒါကိုပြပေးမယ်ဝက်ပေါက်စလေးတွေမှာပြန်ပြောမယ်အစာစကျင်းတဲ့အခါမှာအစာကြောက်လေးပဲကျွေးတယ်2 နာရီတစ်ချိန်အဲ့ဒီအစာကိုလဲပေးရမယ်အဲ့ဒီအစာထဲမှာနို့ဓာတ်ပါတယ်ပရိုတင်းဓာတ်တွေပါတယ်ဒီအစာကအချင်ပေါက်တဲ့လေနဲ့ထိပြီးကြာလို့ရှိရင်နော်လေထိမယ်လေထဲမှာ moisture ရှိတယ်ကျွန်တော်တို့အဆိုဓာတ်တွေရှိတယ်နော်အဲ့အဆိုဓာတ်တွေရှိတဲ့အခါမှာကျွန်တော်တို့ကဒါလေးတွေကိုဥစားဒီအဆိုဓာတ်တွေနဲ့အချင်ပေါက်သွားတတ်တယ်နော်အချင်းပေါက်တဲ့အတွက်ကြောင့်မလို့ဇလားလေးနဲ့ကျွန်တော်မှဒီခုကတော့ရေဆေးနေလို့ကျွန်တော်ဇလားလေးထောင်တာအဲ့ဒီဇလားလေးထဲမှာအစာကိုပပလေးပဲထည့်တယ်အစာအစီအချောက်ကိုပပလေးထည့်တယ်ပြီးကြလို့ရှိရင်အဲ့ဒီထဲမှာဆယ်ကိုရှက်လေးပပလေးထည့်မယ်ဒီအနှံ့နဲ့ရင်ပါစေချင်တာဒီအနှံ့ကိုလည်းသူတို့ကနှာခေါင်းနဲ့လာထိုးမယ်နှာခေါင်းလေးနဲ့ထိုးမယ်ပထမနှာခေါင်းနေနဲ့ထိုးတဲ့အစာတွေကိုအစာကနည်းနည်းလေးပဲထည့်တာသူတို့အနှံ့ရယုံလေးပဲထည့်တာနော်ဝက်ပေါက်ကလေးမှာအနှံ့ရယုံလေးပဲထည့်အများကြီးထည့်ရင်အစာအလေလွင့်များတယ်အစာတွေပျက်စီးတယ်ကိုယ်လည်းလွန့်ပြရမအောင်နှမျောတယ်ဒီအတွက်ကြောင့်မို့အစာလေးကဖြစ်နိုင်လို့ရှိရင်ထမင်းစားစွန်းလေးတစ်စွန်းလောက်လေးကိုပဲဝက်10 ကောင်15 ကောင်ထမင်းစားစွန်းတစ်စွန်းလောက်ကိုထည့်တယ်ဆက်ကိုရှက်ထည့်မယ်ကျွန်တော်တို့မှုေမယ်စက်ကိုချက်ကပါပါလေးအနှံ့ပန်အောင်လေးပဲထည့်မယ်မှုထားတယ်သူတို့ကလာတယ်နှာခေါင်းနဲ့ထိုးတယ်ကလော်တယ်နောက်ကြတဲ့ချိန်ကျတော့ပါဇက်ထဲကိုနည်းနည်းလေးဝင်သွားတဲ့ချိန်မှာသူတို့စားကြည့်တယ်အစင်ပြေတဖြည်းဖြည်းနဲ့လိုက်စားလာတယ်နော်ဒီအချိန်မှာနည်းနည်းလေးစားတဲ့အချိန်မှာဝင်လုံးဝမလျှောပါဘူးဗျမလျှောဘူးဒါပေမဲ့သားခွဲတဲ့အခါမှာကျွန်တော်တို့ကချက်ချင်းအစာပြောကောက်ပြောင်းပလိုက်တယ်သားခွဲပြီးအစာစပေးကောက်ပြီးဆိုတာနဲ့အစာပြောပြောင်းပလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာမိခင်တို့ကိုမစိုးတော့ဘူး။ဒီအစာကိုဒီကောင်တွေလိမ့်စားတော့မှာ။စားတဲ့အချိန်မှာတအားနဲ့စားပလိုက်တယ်အစာကြောက်တအားကျွေးပလိုက်တယ်ဆိုလို့ရှိရင်အဲ့မှာချီးပန်းတဲ့ပြဿနာပြန်လာတာကျွန်တော်တို့ကငယ်ဘဝမှာချီးပန်းတဲ့ပြဿနာလာပြီးပြီအဲ့ဒီအချိန်မှာချီးပန်းတဲ့ပြဿနာပြန်လာတယ်။ဟုတ်ပြီနိုးဆိုးဘဝမှာထပ်လာပြီ။နိုးဆိုးဘဝမှာနို့တိုက်တယ်တောက်လျှောက်တိုက်တာချီးပန်းနေလို့ရှိရင်မအိနဲ့ခဏခွဲထားပေးပါဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်တချို့ချီးပန်းတဲ့ဟာဒီအစာကိုဥရင်းကမချေဖြတ်နိုင်ဘူးမအေတွေမှာဒီမော်လီကျူဒီနို့ထဲမှာမော်လီကျူလေးတွေပါတယ်ဒီမော်လီကျူတွေကိုကြည်အောင်မချေဖြတ်နိုင်တဲ့အခါမှာသူကဝင်းလျှောတဲ့အဆင့်ကိုရောက်သွားတဲ့အခါမျိုးတွေရှိတယ်ဒီအတွက်ကြောင့်မလို့ဝင်းလျှောတဲ့အခါမှာမအေနဲ့ခဏခွဲထုတ်ထားပေးတယ်ခွဲထုတ်ထားပြီးတော့ခါတိုင်း1 နာရီတစ်ချိန်နိုးဆိုးနေရဆိုလို့ရှိရင်2 နာရီတစ်ချိန်မှနိုးချတိုက်ပေးတဲ့အနေအထားမျိုးဒီလိုမျိုးခဏလေးပြန်ရှောင်တာပေါ့เนาะအမြဲတမ်းကြီးလောက်တာမဟုတ်ဘူးရေဖြတ်ထားပေးတယ်ပြီးအဲ့မှာရေပြန်ပါလာပြီဗျကျွန်တော်တို့ကဒီဝက်ကလေးချီးပန်းတဲ့နေရာမှာရေနဲ့လဲဆိုင်တယ်တချို့ကျွန်တော်တို့ရေတိုက်တဲ့လူတွေရှိမယ်ရေမှာကျွန်တော်တို့ကဘာရှိလဲဆိုဒါတွေကလည်းကျွန်တော်ကိုယ်တိုင်တက်တာမဟုတ်ပါဘူးဒါတွေကကျွန်တော်တို့လေးလာအားနေပါအားလုံးသိစေချင်တာเนาะကျွန်တော်တက်တာမဟုတ်ဘူးရေမှာ pH 4.5 ကနေပြီးတော့ pH 8 ထိမှာကျွန်တော်တို့ကဘက်တီးရီးယားပေါက်ဖွာနှုန်းအရန်မြင့်ပါတယ်ကျွန်တော်တို့တောက်သုံးရေတွေမှာ pH 4.5 ကနေပြီးတော့ pH 8ရဲ့ဂျားထဲမှာဘက်တီးရီးယားပေါက်ဒီကောင်ကE. coli တို့ Salmonella တို့ဘက်တီးရီးယားပေါက်ဖွာနှုန်းမြင့်နေဆိုတာတချို့ဘက်တီးရီးယားအဲ့ဒီရေတန့်ထဲမှာပျော်တာဒီကောင်ကเนาะသို့တော့ရေအပုတ်အတိုးကိုပြောချင်တာမဟုတ်ပါဘူးကျွန်တော်ပြောချင်တာရေတက်ထဲမှာကျွန်တော်တို့ရေရဲ့သဘောတဘာဝဘယ်ကနေစလဲဆိုလို့ရှိရင်ဒီအောင်ခွဲတဲ့အခါမှာacidic ရှိမယ်ကျွန်တော်တို့ဒီဘက်က acidic ရှိမယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့က purify ရှိpure water ရှိမယ်ပြီးကြလို့ရှိရင် purify ပြီးဟိုဘက်မှာ alkaline ရှိမယ် alkaline ဆိုရင်အရန်တန့်တာပေါ့နော်ဒီရဲ့သဘောတည်းဒီ3ပိုင်းရှိတယ် acidic ရဲ့ purify ရဲ့ alkaline ရဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကpH 4.5 ရဲ့အထက်ကနေစပြီးတော့သူကဘက်တီးရီးယားတွေကအရန်ပေါက်ဖွာတယ်ကျွန်တော်ရေတွင်းထဲကရေကိုစုပ်လိုက်တယ်တွင်းထဲကရေကိုစုပ်ပြီးတော့ကျွန်တော်တို့ဘုံနေတဲ့ကိုရောက်တဲ့အခါမှာတွင်းထဲမှာရှိနေတဲ့ဘက်တီးရီးယားထက်ကျွန်တော်တို့ရေဘုံထဲကိုရောက်သွားတဲ့အခါမှာအစ100ကနေပြီးတော့ကျွန်တော်တို့1000ထိဘက်တီးရီးယားတွေကတိုးပွားလာတယ်ပိုက်လိုင်းတွေကနေဖြတ်လာရင်လည်းအစ100ကနေ1000တိုးပွားလာတယ်အဲ့ဒီဘုံတွေပိုက်လိုင်းတွေကနေပြီးတော့ကျွန်တော်တို့ဝက်တွေရဲ့ nipple ခေါင်းတွေကိုရောက်သွားတဲ့အခါမှာအစ1000ကနေ1000ထိထပ်ပြီးတော့တိုးပွားလာတယ်ဒါပညာရှင်တွေသူတို့သုံးသပ်ထားတာเนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဝက်ကလေးတွေကအဲ့ဒီထဲမှာဘာတွေပါလာလဲဆိုလို့ရှိရင်အဲ့ဒီထဲမှာပျော်နိုင်တာ E. coli တို့ Salmonella တို့ကအဲ့ဒီထဲမှာသူတို့ကဖြစ်နိုင်တယ်ပျော်ဝင်တဲ့နေနိုင်တယ်ဒီကဖြစ်တဲ့အတွက်ကြောင့်ဒီရေတွေကိုတောက်ပြီးတဲ့အခါဝက်ကလေးတွေဝမ်းပြက်တာတို့ဝမ်းလျှောတာတို့ဖြစ်နိုင်တယ်ဒီအတွက်ကြောင့်မို့ရေပေါ်မှာပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က pH ကိုပြန်လျှော့ချပေးရတယ်ကျွန်တော်တို့ရေတိုက်အဲ့ဒါဘာကိုပြောချင်တာလဲဆိုကျွန်တော်ကိုကာကိုလာဘာကြောင့်တိုက်တာလဲဆိုတဲ့ဟာကိုပြောချင်တာဒါပေမဲ့ဒါလေးကိုကျွန်တော်အခြေခံပြီးရှင်းပြသွားတာဟုတ်ပြီဝင်းလျှော့လို့ကိုကာကိုလာတိုက်လို့ပြောတယ် Pepsi တိုက်လို့ပြောတယ်ဘာဖြစ်လို့တိုက်တာလဲဆိုကိုကာကိုလာတို့ Pepsi တို့ထဲမှာ pH က 2.5 ပဲရှိတယ် pH 2.5 ဆိုလို့ရှိရင်ဒီကောင်က acid base နီးခေါင်းကပြောလို့ပေါ့နော်ကျွန်တော်တို့ကဒီ acid base
တ်နီးလာတယ် acid ဆိုတာကကျွန်တော်တို့ဒီဟိုဘက်တီအိုးတွေထဲတဲ့ acid အဲ့လိုပြောချင်တာမဟုတ်ပါဘူးကျွန်တော်တို့စားလို့တောက်လို့ရတဲ့ဒီ acid ပေါ့နော်အဲ့ဒီ acid တက်များလာတဲ့အခါမှာဘက်တီးရီးယားတွေရဲ့ဘက်တီးရီးယားပိုးတွေကိုခြေဖြတ်နိုင်တယ်တိုက်ဖြတ်နိုင်တယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့က pH အရန်မြင့်နေတယ်ဆိုလို့ရှိရင် pH နည်းနည်းပြန်ပြီးတော့ short ချပေးရတယ်အဲ့ဒီအချိန်မှာနော်ဒီ Coca-Cola တိုက်တယ်ဆိုတာ pH short ချတဲ့သဘော pH ရော့သွားလို့ရှိရင်ကျွန်တော်တို့ကပြီးလို့ရှိရင်ကြောင့်မှဒီထဲမှာပါရှိလဲဆိုကျွန်တော်တို့ vinegar တို့ဘာလို့ဒီပန်းသီးရနေဖြစ်တဲ့ဒီအခြေဒီတစ်တီးတစ်ဥတွေကနေရတဲ့အထဲမှာကျွန်တော်တို့က acid တက်ပါပါတယ်ဒီကောင်တွေကခုနကတော့ပြောသလိုယောဂပိုးတွေကိုခြေဖြတ်နိုင်တယ်တိုက်ဖြတ်နိုင်တယ်ဟိုခုနပြောတဲ့တိုက်ဖြတ်နိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအသီးအနှံအသီးအရွက်ကိုလူတွေကစားပေးရတာเนาะအဲ့ဒီထဲမှာအစာချစ်ဖြတ်အားလဲကောင်းစေချင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုကာကိုလာတိုက်ပေးတယ်ဆိုတာအလုံးနားလဲစေချင်တာ pH ကို short ချတာပါเนาะပြီးကြလို့ရှိရင်ဒီထဲမှာ gas ပါတဲ့အတွက်ကြောင့်မလို့ဆိုလိုရင်းတစ်ခုကအထက်ထဲမှာကျွန်တော်တို့ကအစာမကြေတာတို့ဘာတို့ကိုခြေဖြတ်နိုင်အောင် gas လဲပါတယ်ဒီဟာကိုရည်ရွယ်ပြီးတော့ကိုကာကိုလာတိုက်ပေးတာကိုကာကိုလာဘာကြောင့်တိုက်လဲဆိုတာကိုနားလဲစေချင်တာเนาะအဲ့ကြတော့ခုနအစာမှာလည်းဒီအရွယ်မှာတော့နည်းနည်းလေးကောက်တဲ့နေရာမှာဖြည်းဖြည်းကျွေးပြီးတယ်အစာစကောက်လာပြီဆိုတာနဲ့အစာပြော့ကိုကျွေးပေးမယ်အစာပြော့ကျွေးပြီးဒီဝက်ကလေးပထမနေ့မှာတော့ကျွန်တော်တို့က test လုပ်တယ်ဒီကောင်တွေဘယ်လောက်ထိစားသလဲပေါ့ပထမနေ့မှာဘယ်လောက်ထိစားသလဲဆိုတာကိုကျွန်တော် test လုပ်တယ်လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီဒုတိယနေ့ကြလို့ချင်းကျွန်တော်အဖြေကိုသိသွားပြီဒီကောင်တွေဒီလောက်စားနိုင်တယ်ဆိုတော့အဖြေကိုသိသွားတဲ့အခါမှာအဲ့ဒီလောက်စားတဲ့အနေအထားကိုငါတို့ဘယ်နှချိန်ကျွေးမလဲဆိုတာကျွန်တော်တို့ကပြန်တွက်တယ်ပြန်တွက်တဲ့အချိန်မှာဘာရော့သွားလဲဆိုတော့ဘိုက်ပူလာတော့ဘာတော့မဖြစ်လာတော့ဘူးเนาะဘိုက်ကြီးတွေပူပြီးတင်းနေရတော့ဘာတော့တအားကျွေးပလိုက်ဘိုက်ကြီးကပူလာရောပူလာတဲ့အကြောင်းဖြည်းဖြည်းချင်းကျွေးပေးရတယ်အဲ့ဒီမှာဘာကောင်းလာလဲဆိုအစာမစားခြင်းအစာစားခြင်းစိတ်ရှိတဲ့မရှိတဲ့ဝက်ကပါအချိန်ကြီးများများကျွေးလာတဲ့အခါကျတော့ तू ကနည်းနည်းထားတို့ရင်းနဲ့ဟိုနည်းနည်းပဲစားတတ်တဲ့ဝက်တွေကပို့ပြီးတော့စားလာနိုင်တယ်ဘာလို့ငကိုတော့ကနှစ်ချိန်ပဲကျွေးတယ် तू နည်းနည်းထားကောက်လိုက်တယ်ပြီးရင်ပြန်အိတ်နေ तू စားမယ်လို့ကြည့်လိုက်မရှိတော့ဘူး तू စားမယ်လို့ကြည့်လိုက်မရှိတော့တဲ့ပြဿနာရော့သွားတော့ तू ကတစ်ခါကျွေးလိုက်တယ်နည်းနည်းထားစားတယ်ထားစားကြီးပြန်အိတ်တယ်ဒုတိယအချိန်လာကျွေးတယ် तू နည်းနည်းထစားတယ်ပြန်အိတ်တယ်ကြံတဲ့ကောင်တွေကတော့အပီးတီစားတယ်တတိယတစ်ချိန်ကျွေးလို့ရှိရင်အဲ့လိုပဲ तू ကအချိန်ကြီးမြဲမြဲ तू ထစားလာရင်လည်းသူ့ရဲ့ဝင်းကသူ့ရဲ့ဒီရောစားကလည်းဒီအတွင်းလမ်းကြောင်းတွေကလည်းတဖြည်းဖြည်းနေ तू ပြန်ကောင်းလာတယ်စားရတဲ့အတွက်ကြောင့်မို့အစာဝင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအစာမစားတဲ့လူကိုအစာစကျွေးတဲ့အချိန်မှာဝင်းထဲမှာတစ်မျိုးကြီးနေရခတ်ပါတယ်ဒီသဘောတရားပါပဲဗျ तू ခဏအစာဖြည်းဖြည်းချင်းနှဲ့ပြီးဝင်လာတဲ့အခါကျတော့အစာပြန်စားလာနိုင်တယ်အဲ့ဒီရဲ့မတ်တက်ကဘယ်မှာလဲသွားအသုံးဝင်လဲဆိုတော့တချို့ပြောကြဝက်မာကြီးတွေကအစာမစားဘူးအစာစားနဲလာပြီအစာစားနဲရင်ဘယ်လိုလုပ်ရမလဲနဲပါစေနဲတဲ့အတိုင်းလေးပဲကျွေးလိုက်ပါကျွေးလိုက်ပြီးပြန်ကျုံထားလိုက်ပါအချိန်တက်နည်းနည်းဟွာဖြစ်တဲ့ချိန်ကျရင်ပြန်နှိုးပြီးနည်းနည်းပြန်ကျွေးကြည့်ပါ तू ဘယ်လောက်စားသလဲစားတဲ့လောက်ကိုဒါပေမဲ့ तू ကိုဖျားမဖျားတော့အရင်တိုင်းပဲအစာမစားဘူးဆိုကျွန်တော်တို့အရေးကြီးဆုံးက temperature ဘန်းထိုင်ပေးပါဖျားနေတာလားမဖျားဘူးလားစီးချုပ်သလားဝင်းချုပ်သလားအဲ့ဒါကိုအရင်ကြည့်ပါကြည့်ပြီးတော့ကြတော့မှ तू ကိုအစာကိုဖြည်းဖြည်းချင်း तू ဘာနဲ့စားခြင်းတယ်လဲဘာစားမလဲကြက်ဥတစ်လုံးလောက်ကျွေးလို့စားမလားအဲ့ဒါဆိုအစာလက်စုပ်နဲ့ကြက်ဥတစ်လုံးနဲ့ကျွေးတယ်ဗျာစားပါစေဒီတစ်ချိန်မှာစားပါပြီအဲ့လောက်လေးပဲစားတယ်ဟုတ်ပြီနောက်ထပ်တစ်ချိန်မမရရ2နာရီ3နာရီချရင်တစ်ခါထပ်နိုးလိုက်တယ်အစာလက်တဆုပ်လိုက်တွေ့ရကြက်ဥတစ်လုံးကျွေးမယ်ကျွေးနဲ့ तू ကအစာစားတဲ့အကျင့်ကိုပြန်ရလာမယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီရဲ့နီးစနစ်ကဝက်ကလေးတွေကိုကျွေးတဲ့နီးစနစ်ကအစာပြတ်နေတဲ့ဝက်မတွေဝက်သိုးတွေမှာလည်းအသုံးပြုလို့ရတယ်โอเคဒါဝက်ကလေးအပိုင်းနော်မဒန်းမအပိုင်းတွေမှာကျတော့ဘလို့သွားလဲဆိုဟုတ်ပြီဒီမဒန်းတွေပါတွေဖြစ်ဖို့ရအတွက်မျိုးပြန်ထားမဲ့ဝက်မတွေပေါ့မျိုးပြန်ထားမဲ့ဝက်မဒန်းတွေအကုန်လုံးကကျွန်တော်တို့ကဘလို့ပုံစံကျွေးတင်တယ်လဲဆိုလို့ရှိရင်တစ်နေ့ကို3ချိန်လောက်ကျွေးတာကောင်းပါတယ်ဆိုလိုရင်းတစ်ခုကဒီဝက်မဒန်းပြော तू ကဘာဖြစ်လို့ကျွေးလဲဆိုတော့တစ်နေ့3ချိန်ထက်စားရင်မဒန်းမတွေကိုတဲ့ तू က auto feeder နဲ့ကျွေးထားလို့ရှိရင်ပိုကောင်းတယ်သူတို့ကလည်းဝက်ရဲ့သဘောတဘာဝအရာလဲ तू စားနိုင်တဲ့လောက်ကို तू စားတယ်เนาะ2လသားကျော်3ဥစားပေါ့3လလောက်ကနေစပြီးတော့ကျွန်တော်တို့ auto feeder လေးနဲ့ကျွေးပေးလို့ရတယ်သူစားနိုင်တဲ့လောက်ကိုသူတို့စားမယ်စားပြီးကြီးထွားတော့သူတို့စားကျင်တဲ့အချိန်ထားစားလို့ရမယ်သူတို့စားနိုင်တဲ့လောက်ကိုပဲစားအမြဲကျွေးတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကစားနိုင်တဲ့လောက်ပဲစားတယ်စားပြီးသူတို့ပြန်အိတ်တယ်သတိရတယ်ပြန်ထတယ်နည်းနည်းစားတယ်ပြီးပြန်အိတ်တယ်ပြန်စားတယ်တော့အဲ့လိုမျိုးပုံစံမျိုးသွားတာပေါ့နော် auto feeder နဲ့ကျွေးလို့ရှိရင်အဲ့ဒါကိုဆိုလိုချင်တာပါမဒန်းမတွေမှာ auto feeder နဲ့ကျွေးနိုင်လို့ရှိရင်ကောင်းပါတယ်မကျွေးနိုင်ရင်လည်းတစ်နေ့ကို3ချိန်မျိုးနဲ့ကျွေးလို့ရပါတယ်တစ်နေ့3ချိန်
ဘယ်ရွယ်မှာဘလောက်ကျွေးတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့စီမှာတော့ခမန်းကြီးကိုပြောတာပေါ့ဥပမာတစ်ခုအဖြစ်တလသားအောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ခါကျွေးဥစားပေါ့ဝက်ဆယ်ကောင်စားဆိုလို့ရှိရင်ကျွန်တော်တို့ကတလသားအောက်ဆိုလို့ရှိရင်ဆက်စချင်းကျွေးတဲ့အချိန်မှာ kg ဝက်နဲ့4ချိန်5ချိန်ကျွေးပေးပါတယ်တခါတလေကျရင်အဆင်ပြေတယ်လို့သူတို့ရဲ့လိုအပ်ချက်အရာကျွန်တော်တို့6ချိန်ထိသွားတာမျိုးရှိတယ်နော်နည်းနည်းချင်းနဲ့ပဲအစာပြော့နဲ့ပဲသွားတာနော်အဲ့ဒါပြီးလို့ရှိရင်2လသားတည်းဝင်လာလို့ရှိရင်တကောင်ဆိုလို့ရှိရင်ကျွန်တော်တို့က10ကောင်1 kg နှုံးနဲ့အပြော့လေးနဲ့1 kg နှုံးနဲ့အကျိတ်ရများများကျွေးသွားပေးတယ်နောက်ပိုင်းဆိုလို့ရှိရင်သူက3လသားလောက်ဖြစ်လာပြီဆိုလို့ရှိရင်တကောင်ကိုကျွန်တော်တို့ 0.4 လောက်ကျွေးတာမျိုး1 kg ကို2ကောင်ကျွေးတာ3ကောင်ကျွေးတာအဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားတာနော်ဒါတော့ဟိုခုနပြောလို့အရန်တိတိကျကျဒီအတိုင်းကျွေးရနီးစနစ်မှန်လားမသိကျွန်တော်အဆင်ပြေအောင်ကျွန်တော်ကျင့်သုံးနေတာပဲပါတာကျွန်တော်ဒီပညာရှင်မဟုတ်ဘူးဒီနေ့ဒီအချိန်မှာကျွန်တော်တို့ကဒီ live လွှင့်ပြီးတော့ကျွန်တော်တို့ပြောပေးတယ်ဆိုတာကအချက်2ချက်ရှိတယ်ကျွန်တော်အနေနဲ့လည်းဒီလို live လွှင့်ကြအဖြစ်ကျွန်တော်တို့ကနာမည်ကြီးကျင်တဲ့ဆိုတာထက်ကိုဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတချို့ဒီပြစ်ဥစားပေါ့ပညာရက်တွေကျွန်တော်တို့လေ့လာတယ်လေ့လာပြီးတော့မမျှဝေဘူးဟုတ်ပြီကိုတယောက်တည်းမှာပဲဒီဟာကိုသိတယ်သိပြီးတော့ဒါကြီးကိုအချိန်တန်တော့ပြန်အသုံးမချတဲ့အချိန်မှာမေ့သွားတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ဒီနေ့ဒီအချိန်မှာ live လွှင့်တာပါလဲဆိုကျွန်တော်အကျိုးအတွက်လည်းပါပါတယ်ကျွန်တော်တို့ live လွှင့်နေကျွန်တော်ဒီပညာရက်ကိုကျွန်တော်ကဒါတွေကိုကျွန်တော်စာအုပ်တွေကနေဖတ်ကြတယ်ကျွန်တော်လိုအပ်တဲ့နေရာကနေကျွန်တော်လေ့လာတယ်ဖတ်တယ်မှတ်တဲ့ဟာကိုကျွန်တော်ဒီလိုပြန်ချပြဖို့ရာအတွက်ကျွန်တော်ဒါတွေကိုပြန်ပြီးတော့မှတ်မိအောင်လို့ memory record ပြန်ခေါ်ရတယ်ပြန်ပြီးတော့ချပြရတယ်ဒီလိုလုပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီအမြဲတမ်းအတွက်ကိုမှတ်မိသွားတယ်စာချက်ပြီးစာပြန်တဲ့သဘောပေါ့เนาะဒါအားလုံးကျွန်တော်တို့သိစီခြင်းနဲ့စာချက်ပြီးကျွန်တော်တို့စာပြန်တဲ့သဘောပဲเนาะကျွန်တော်အဓိကကျွန်တော်တို့ကဒီဟာကိုကြက်တယ်မှတ်တယ်လေ့လာတယ်ပေါ့ကျွန်တော်ပညာရက်တစ်ခုကိုလေ့လာတဲ့အခါကျွန်တော်တို့ဘယ်လိုသွားရလဲဆိုလို့ရှိရင်ကျောင်းစာတင်တယ်လို့သွားလို့မရဘူးဗျာဆရာမရှိရနေစာတင်တယ်အဲ့ဒီတစ်ချိန်တည်းမှာအပီးနားထောင်မယ်ကြက်ချင်ကြက်တယ်မကြက်ချင်မကြက်ဘူးလှုပ်ရှင်လှုပ်တယ်မလှုပ်ချင်မလှုပ်ဘူးပေါ့မဟုတ်ဘူးကျွန်တော်တို့ကပညာရက်တစ်ခုကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဘယ်လိုသွားရလဲဆိုတော့ကျွန်တော်တို့စာဖတ်ခြင်းစိတ်ရှိလားစာဖတ်ခြင်းစိတ်ရှိတဲ့အချိန်မှာကျွန်တော်တို့ကစာဖတ်တယ်စာဖတ်ခြင်းစိတ်မရှိတဲ့အချိန်မှာကျွန်တော်တို့ကအတန်နားထောင်တယ်အတန်နားထောင်ရင်လည်းတချို့ဒီအတန်ဖိုင်တွေကနေပြီးတော့ဒီဝက်အကြောင်းနဲ့ပတ်သက်လို့လွှင့်တာတွေရှိတယ်ပုံလေးတွေပြအတန်နားထောင်တယ်အတန်နားထောင်ခြင်းစိတ်မရှိတဲ့အချိန်မှာဗီဒီယိုဖိုင်ကြည့်တယ်နော်ဝက်မွေးတာသူများနိုင်ငံကဘယ်လိုမွေးကြလဲဘယ်လိုလုပ်လဲအစာကိုဘယ်လိုပုံစံကျွေးလဲအတန်ဖိုင်ကျွန်တော်တို့ကဗီဒီယိုဖိုင်ကိုကြည့်တယ်နော်စာဖတ်ရပတ်တယ်မဖတ်အတန်နားထောင်တယ်အတန်နားမထောင်ရင်ဗီဒီယိုဖိုင်ကိုကြည့်တယ်မကြည့်ချင်လို့ရှိရင်ရုပ်ပုံကြည့်တယ်ဒီပုံစံမျိုးနဲ့ပဲကျွန်တော်တို့ကဒီပေါ့မွေးမြူရေးပညာကိုကျွန်တော်ရှာသွားတာကျွန်တော်အမြဲတမ်းကြီးဖတ်မှတ်နေရမဟုတ်တော့တစ်နေ့ကို2ချိန်3ချိန်ကျွန်တော်တို့လေ့လာပြအောင်လေ့လာတယ်အဲ့ဒီရလာတဲ့ result ကိုလည်းကျွန်တော်ရအောင်တည်ပြီးလိုက်လုပ်ကြည့်တယ်ကျွန်တော်စီမှာမားနေတဲ့အမားမျိုးတွေးလို့ရှိရင်ရအောင်လိုက်ပြင်ကြည့်တယ်ပြင်လို့အဆင်ပြေရင်ကျွန်တော်လိုက်လွှင့်ပြီးပြောပြပေးရဒါပဲကျွန်တော်တို့အဓိကကျွန်တော်လုပ်တဲ့ရည်ရွယ်ချက်ကအဲ့ဒါပါဗျနော်အဲ့ကြတော့အားလုံးဒီခုပေါ့ကျွန်တော်တို့ဘယ်လိုပဲပြဒါတွေဆိုလို့ရှိရင်မရမ်းမအရွယ်တွေနော်ဒီမရမ်းမမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်နေ့ကိုဒီချိန်ကျွန်တော်စီမှာတော့ဒီ3ချိန်နှုန်းကျွန်တော်ကျွေးပေးတာနော်တစ်နေ့ကို3ချိန်နှုန်းနဲ့ကျွေးပေးတယ်ဒီဝမ်းမတွေကိုနော်မရမ်းမတွေကိုတစ်နေ့ကို3ချိန်နှုန်းကျွေးပေးတာနော်ဒါမရမ်းမတွေနော်မရမ်းမအရွယ်တွေဝက်ကြီးဖြစ်လာရင်တော့တစ်နေ့ကို2ချိန်ကျွေးတယ်နော်ဒီသားတောင်းချင်းမတောင်းချင်းဆိုတာတွေကအဲ့ဒါနဲ့လဲဆိုင်တယ်ဗျသူတို့ကိုအစာပုံမှန်ကျွေးတယ်သူတို့မှအစာလေးတွေကိုသူတို့ခြေဖြတ်နိုင်တဲ့စွမ်းအားနဲ့သူတို့ကိုကျွေးတယ်ကျွေးတဲ့အခါမှာခုနပြောသလိုပဲသူတို့ဒီမှာကျွေးလိုက်တဲ့အစာကနေပြီးတော့အာဟာရဖြစ်တယ်အာဟာရဖြစ်တဲ့အတွက်ကြောင့်မို့သူ့ထဲမှာရှိတဲ့ internal organ တွေအကောင်းဆုံးလှုပ်ရှားအလုပ်လုပ်တယ်ဒီ internal organ တွေအလုပ်လုပ်တဲ့အတွက်ကြောင့်မလို့ဟော်မုန်းတွေကလည်းသူ့လိုအပ်တဲ့အတိုင်းအစစ်စစ်ပြောင်းလဲမှုဖြစ်လာတယ်ဟော်မုန်းပြောင်းလဲမှုဖြစ်လာတဲ့အတွက်ကြောင့်မို့သူတို့ကဒီဟော်မုန်းတွေရဲ့စေ့ဆော်မှုလှုံ့ဆော်မှုတွေနဲ့ဒီသားတောင်းတာတို့ဘာလို့ဆိုတာဖြစ်တာဒီဟော်မုန်းတွေအလုပ်လုပ်ဖို့ရအတွက်ကျွန်တော်တို့ကဒီ internal organ တွေအားကောင်းမှုလိုတယ်အဲ့ဒီຢာတွေအားကောင်းဖို့ရအတွက်အစာနဲ့ကျွေးလိုက်တဲ့အစာသည်စုပ်ယူမှုအပြည့်ရရှိဖို့လိုတယ်ကျွန်တော်တို့ကျွေးလိုက်တဲ့အစာသည်စုပ်ယူမှုမရှိဘူးမရှိဘဲနဲ့စုပ်ယူမှုမရှိဘူးဆိုတာဘာလဲဆိုဝက်ကိုအတားဖိကျွေးဖြစ်တာဝက်တွေပိတ်မှဆိုလို့ဖိကျွေးရအဲ့မှာကြည့်လို့ရတယ်ဝက်မကဘိုက်ကပူထွက်နေရမျိုးမဟုတ်ဘူးเนาะဒါကျွန်တော်တို့ဒီဝက်မတွေကိုကြောက်ဝက်မကဒီလိုကြည့်လိုက်ဘိုက်ဆိုလို့ရှိရင်ပျောက်နေရပါတော့ဘိုက်ပူထွက်နေရမျိုးမဟုတ်ဘူးတို့တော့အစာကိုပုံမှန်ကျွေးနေနဲ့ဘိုက်မပူလို့ဆိုတော့မဝနေရလားဆိုလည်းမဟုတ်ဘူးသူရှိတဲ့လောက်အတင်းတင်းကိုပဲသွားတာเนาะဒီပုံစံမျိုးနဲ့ကျွန်တော်တို့သွားပါတယ်ဒီအတွက်ကြောင့်မို့လို့ဒါလေးတွေကိုဒီအစာကျွေးတာအများအားမေးနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါတင်ပြတာပါเนาะ
ရေမှာကျွန်တော်တို့ရေလေးတွေကို view site ပေးရမယ်ရေတိုက်တဲ့အခါမှာတောက်ရေပုံးတွေထဲမှာတချို့ကတောက်ရေကိုအလွယ်ပဲတွက်တယ်ဝက်တောက်ရေကိုအားရပါတယ်ဗျာဒီတိုင်းပဲကျွန်တော်တို့တိုက်နေရပဲအရင်တော့ဆိုချောင်းနဲ့မြောင်းနဲ့ရအောင်ခတ်ပြီးတော့တိုက်လိုက်သေးရဟာဟုတ်တယ်ဗျဒါပေမဲ့ကျွန်တော်တို့မွေးလာပြီဆိုလို့ရှိရင်စီးပွားပြစ်မွေးလာပြီဆိုရင်ကျွန်တော်တို့မြေကြီးပေါ်မှာချမလွတ်ပေးနိုင်ဘူးเนาะတမန်တလင်းနေပေါ်မှာမွေးရတယ်ဟုတ်ပြီအဲ့ဒီပေါ်မှာတစ်ခါဘာပြန်ပါလာလဲဆိုတမန်တလင်းပေါ်မှာမွေးရနဲ့မြေကြီးပေါ်မှာမွေးရတဘာဝအတိုင်းမွေးရဘယ်ဟာပိုကောင်းလဲကျွန်တော်တို့သက်ရှိတရဝါတွေမှန်သမျှကတော့သူ့တဘာဝအတိုင်းကကောင်းတာပေါ့ဒါပေမဲ့တဘာဝအတိုင်းမွေးဖို့ရအတွက်ငွေကြေးကုန်ကြမှုကကျွန်တော်တို့ဒီတမန်တလင်းခင်းပြီးမွေးတာထက်ပိုပြီးကုန်ကြပါတယ်အကောင်ရည်နဲလို့ချင်းစီးပွားဖြစ်မွေးလာပြီဆိုလို့ရှိရင်မြေဧရိယာအကျယ်ဝန်းအများကြီးလိုပါတယ်မြေဧရိယာအကျယ်ဝန်းအများကြီးလိုတယ်ဒီချီအနှံ့အသက်တွေမထွက်ဖို့ဆိုတာကမြေဧရိယာအကျယ်ဝန်းလဲလိုသလိုဂယူးဆိုင်မှုဒါတွေကိုတက်ချမ်းနားလည်မှုသဘာဝအတိုင်းနေတဲ့အခါမှာဘာတွေပေးရမယ်ဘာလေးတွေဖြစ်စီပေးရမယ်နော်ဘာတွေပြုပြင်ပြောင်းလဲမှုလုပ်ပေးရမယ်ပြီးဝက်တွေကလူတွေနဲ့ရိုင်းနေမယ်နော်ဒါတွေကိုလည်းနားလည်ဖို့လားမကောင်းလားဆိုကောင်းတဲ့အချက်ပါဒါပေမဲ့ကောင်းတယ်ဆိုရင်မဲ့လောလောဆယ်မှာစီးပွားဖြစ်မွေးမြူတဲ့လူတွေတော်တော်များများလုပ်ဖို့ရအခက်ခဲရှိနေတာပါတကယ်ပညာရှင်ဟိုအဲ့စမ်းတက်ပြီးလောက်ကင်နေကြတာအဲ့တော့ကျွန်တော်အဓိကပြောချင်တာတော့ဒီနေ့ကအစာကျွေးတဲ့စနစ်ပေါ့နော်အစာကျွေးတာလေးပါအစာကိုဘလို့ကျွေးကြသလဲအစာကိုဘလောက်ကျွေးသလဲအဲ့ဒါတွေမေးနေကြတယ်မေးနေကြတဲ့အတိုင်းတာမှာကျွန်တော်ပြောသလိုပါပဲဝက်ငယ်ငွယ်ငယ်သလိုစားနိုင်တဲ့လောက်မကျွေးဘဲနဲ့သူစားနိုင်တဲ့လောက်ကိုတွက်ကြည့်ပြီးတော့အကျိရည်များများခွဲကျွေးပေးပါဟုတ်တယ်သူစားနိုင်တဲ့လောက်တော့ကျွေးရမယ်ဒါပေမဲ့အကျိရည်များများခွဲကျွေးပေးပါသူဒီအစာဘက်ကရှိနေမယ်ဘိုက်အရန်ပြည့်သွားတာမျိုးမဟုတ်ဘူးဘိုက်အရန်မပြည့်တော့ဒီလူလိုပေါ့အာသာမပြည့်ဘူးပေါ့အာသာမပြည့်တော့အချိန်ချင်းစားကျင်နေရပေါ့အချိန်ချင်းစားကျင်နေတဲ့အချိန်မှာအချိန်ချင်းကျွေးပေးတာပေါ့အဲဒီသဘောတဘာဝပါပဲเนาะထမင်းကြီးပဲထမင်းချမ်းကြီးပဲပိတ်ပြီးတော့အဝစားပလိုက်ရင်နောက်ထပ်ဘာမှမစားတော့ဘူးဆိုတာမျိုးတွေရှိပါတယ်ဟိုဒီသဘောမျိုးတွေပါပဲဗျာเนาะတစ်ခါတစ်ချိန်နဲ့ပဲအပီးကျွေးပလိုက်တာပေါ့နောက်ထပ်ဘာမှဆက်မစားတော့ဘူးအဲ့ကျတော့သူတို့ကဘယ်မှလှုပ်ရှားမှုမရှိတဲ့အတွက်ကြောင့်မို့ဒီထဲကြီးထဲမှာပဲစားပြီးအိတ်နေတဲ့အတွက်ကြောင့်မလို့ဟိုသူတို့ရဲ့ဇီဝကမ္မဖြစ်စေအပြောင်းလဲတွေကလည်းမှန်ကန်မှုမရှိတော့ဘူးเนาะဟိုအစာချေစနစ်တွေမှားယွင်းလာမယ်အစာချေစနစ်တွေမှားယွင်းလာပြီဆိုကျန်းမာရေးတွေချို့တက်လာမယ်เนาะဒီသဘောပါပဲเนาะအဲ့ကျတော့အားလုံးကအစာကျွေးပုံစနစ်ကိုနားလဲစေခြင်းဝက်ငယ်ဘဝမှာဆိုလို့ရှိရင်အစာကိုအပြော့ပိုင်းမျိုးကျွေးတာပိုကောင်းပါတယ်ဟုတ်ပါတယ်သူတို့ရဲ့ကုမ္ပဏီတွေကထုတ်တဲ့အစာကလည်းဒီအစာစီးတွေဟာ656နဲ့651နဲ့ရှင်ပြီးရေနဲ့ပေးတွေ့ကြည့်ပါပေးတွေ့ကြည့်လို့ရှိရင်65ဟိုစားဒီ653ညဒီ653ညနဲ့656နဲ့ပေါ့နော်653ညဒီပို့ပြီးပျော်လွယ်တာကိုတွေ့ရမယ်အစကတည်းကသူတို့ကလည်းဒီလိုမျိုးကိုတီထွင်ပြီးထုတ်ထားပြီးပါထုတ်ထားပြီးသားပါပဲဒါပေမဲ့ကျွန်တော်တို့ဒီပို့ပြီးတော့အဆင်ပြေအောင်ဒါကတော့ကိုယ်အုံနောက်ညက်နဲ့ထည့်ပြီးတော့ထည့်သွင်းဖြည့်ပေးရတာပေါ့ကျွန်တော်တို့ကျောင်းမှာဆရာမအတင်တယ်လူတိုင်းကိုဆရာမတင်ပေးတာပဲเนาะတစ်ကနေ30ထိကိုဆရာမလူတိုင်းကိုတင်ပေးလိုက်တာပဲသို့တော့ဆရာမတစ်ကနေ30ထိကိုတင်ပေးမယ်ကျောင်းသားရဲ့မှတ်ယူမှုနဲ့ကျောင်းသားရဲ့လှုပ်ဆောင်ချက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကအများကြီးပြန်ကွဲထွက်သွားမှာเนาะပြန်ကွဲထွက်သွားမှာပါတယောက်နဲ့တယောက်မတူပါဘူးဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကမိမိကိုယ်တိုင်လေ့လာမှုအားနဲ့ကျွန်တော်တို့ဒီနေ့ပြောတဲ့ဟာတွေဒီလမ်းကြောင်းအမှန်လို့ပြောတာမဟုတ်ပါဘူး point တစ်ခုကိုကျွန်တော်တို့ချပြပေးတယ်ကျွန်တော်ကအဓိကပြောချင်တာပါလဲဆိုကျွန်တော်ချပြပေးတဲ့အရာဒီဒါကြောင့်မလို့ဒီလိုလောက်တာဒီလိုလောက်တဲ့အတွက်ကြောင့်ခမားတို့ဒီကျွန်တော်ထက်ညံပိုကောင်းအဲ့ထက်ပိုကိုမိသွားလို့ရမယ်ကျွန်တော်ထက်ပိုပြီးတော့ကျွမ်းကျင်တဲ့ဆရာကြားတဲ့လူတွေဒီအဲ့ထက်ပိုပြီးတော့ပိုကောင်းတဲ့နီလန်းတွေကိုလမ်းကြောင်းရှာနိုင်တယ်ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကဝေးတစ်ခုကိုပဲချပြတာကျွန်တော်ဒီဒါလောက်ပါလို့ဘယ်တော့မှမချပြဘူးဒီလိုလောက်ပါလို့မချပြဘူးဒီလိုလောက်တယ်ဒီလိုဘာကြောင့်လောက်တာလဲဆိုတာကိုကျွန်တော်ချပြပေးတာပါဘာကြောင့်ဆိုအားလုံးနားလည်နိုင်အောင်လို့အဲ့ကြောင့်ကျွန်တော်ပြောပြသမျှကျွန်တော်လိုက်လွှင့်သမျှဒီကျွန်တော်ဒီလိုလောက်တာပါဘာအတွက်ကြောင့်ဒီလိုလောက်တာလဲဆိုတာလေးကိုပါကျွန်တော်ထည့်ပြောပြတယ်အဲ့ဒီအတွက်ကြောင့်မို့ခမားတို့မှာစဉ်းစားစရာတိုးလာမယ်ဒီအတွက်ကြောင့်ဒီလိုလောက်တာဟာဒီအတွက်ကြောင့်ဒီလိုလောက်တာဆိုလို့ရှိရင်ဒီလိုလောက်တဲ့ချင်းအဖြစ်ဒီဟာကရောအပြစ်မဖြစ်နိုင်ဘူးလားဆိုတာကိုလေ့လာခြင်းစိတ်ပို့တိုးလာမယ်ပို့တိုးလာတဲ့အခါမှာကိုဒီဒါလေးနဲ့ပတ်သက်လို့ပို့ပြီးတော့လေ့လာတဲ့အခါမှာဒီထက်ဖြန့်ကျက်ပြီးပို့စဉ်းစားလာနိုင်မယ်ဒီထက်ပိုကောင်းတဲ့နီလန်းတွေကိုရှာလို့ရလာနိုင်တယ်เนาะအဲ့ဒီအတွက်ကြောင့်မို့လို့အားလုံးအစာကျွေးတဲ့ပုံစံကိုနားလည်စေချင်ပါတယ်နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်ရေနဲ့ပတ်သက်ပြီးတော့ရေထဲမှာဘလို့ထားရတယ်ဘလို့သွားတယ်ဘလို့လှုပ်တယ်ဆိုတာကိုကျွန်တော်ထပ်ပြောပြမယ်ပူတဲ့ရာသီမှာကျွန်တော်စီမှာရေထဲကိုဗာထည့်ပြီးတော့တိုက်တယ်เนาะတမန်ချိန်ထဲမှာအဲ့ရေထဲကိုဗာထည့်ပြီးတိုက်တဲ့ချိန်ကတစ်ပတ်ကိုဘယ်နှချိန်တိုက်တယ်เนาะရေထဲမှာကျွန်တော်တို့ဩဇာပေါ့အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ဒီဒေါက်တာဝင်းလိုင်ဦးစီကနေပြီးတော့ဝယ်သုံးပါတယ်ဒါ glucan C ဆိုကျွန်တော်အရန်ကြိုက်ပါတယ်เนาะ glucan C ကျွန်တော်တိုက်တဲ့အခါရှိတယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဩဇာပေါ့ဒီဗာလဲ
EM ထည့်တိုက်တဲ့အခါရှိပါတယ်နော်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီတခြားဆေးတွေပါအခုကတော့ကျွန်တော်ဆေးကုမ္ပဏီတစ်ခုကနေတွေ့တယ်အဲ့ဒါလေးကိုကျွန်တော်သုံးကျင်တယ်ဘာကြောင့်မို့ဆိုသူ့ထဲမှာက pH လဲ short ချပြီးသားလို့ဖြစ်တယ်ကျွန်တော်ဟိုတနေ့က page ပေါ်မှာတွေ့လိုက်တယ်ကျွန်တော်လည်းပြန် share ထားပေးတယ် pH လဲ short ချနိုင်တယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ကဟိုဒီဘက်တီးရီးယားကိုလည်းသေအောင်လို့ဒီ acid 2ကsorry ကျွန်တော်မေ့သွားပြီเนาะ formic acid နဲ့လားမသိဘူး formic acid ရဲ့ဟိုစားရဲ့ပါတာ lactic acid ရဲ့လားမသိဘူးနှစ်မျိုးပါတယ်ဒီလိုမျိုးပြအဲ့လိုတွေ့ထားတယ်အဲ့ကောင်ထက်ရေထဲမှာထည့်တိုက်လို့ရမယ်ဒါလေးတွေကိုကျွန်တော်တို့စမ်းကဲအဆင်ပြေနော်အဲ့ဒါကိုကျွန်တော်စမ်းသုံးရမယ်အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ချပြပေးပါမယ်ဒီအတွက်ကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကဒီနေ့ live ပြန်ပြောပြချင်ပါတယ်ကျွန်တော်တို့ live လွှင့်နေတာဒီဟိုနံပါတ်1တစ်ချက်ကျွန်တော်ဒီမြန်မာနိုင်ငံသားနော်ကျွန်တော်ဒီမြန်မာလူမျိုးဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကခုနပြောလို့မျိုးကျွန်တော်တို့အများကြီးဟိုစားတွေတောင်းနေတာမပြောချင်ဘူးကိုယ်နိုင်ငံဘယ်လောက်ချစ်တယ်ဘာအမျိုးချစ်တယ်ကျွန်တော်မသိဘူးကျွန်တော်တို့ကိုချစ်အောင်ကြိုးစားတယ်ပြီးရင်ကျွန်တော်လေ့လာတယ်ကျွန်တော်ချစ်လို့ကျွန်တော်စီးပွားရေးအဆင်ပြေအောင်လို့ကျွန်တော်စူးစမ်းတယ်လေ့လာတယ်မှတ်တယ်ကျွန်တော်အားနဲ့ကျွန်တော်ရက်တည်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မိသားစုကျွန်တော်ပတ်ဝန်းကျင်အဆင်ပြေအောင်ကျွန်တော်ပြန်မျှဝေပေးတယ်ဒီလောက်ပဲကျွန်တော်တို့အိုက်ထက်မပို့ဘူးပြန်မျှဝေပေးတဲ့အတွက်ကြောင့်မလို့ဒီမျှဝေဖို့ရာအတွက်ကျွန်တော်တို့မှာအနိုင်ဆုံးအဆင့်အလွတ်ကျက်တာတွေပါလာတယ်မှတ်ကားတာတွေပါလာတယ်ဒီအတွက်ကြောင့်မို့ကျွန်တော်ရဲ့လေ့လာမှုအားပိုကောင်းလာတယ်ကျွန်တော်သူများကိုချပြခြင်းတဲ့အတွက်ကြောင့်မို့ဒါကိုကျွန်တော်အုံနောက်ဒီဖတ်တာမှတ်ထားတဲ့ဟာတွေကိုပို့ပြီးတော့ absorb လုပ်နိုင်အောင်ကျွန်တော်မှလေ့ကျင့်ရသေးတယ်လေ့ကျင့်ပြီးတော့ပြောတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမမေ့စရာအချက်တွေဖြစ်လာတယ်ကျွန်တော်အတွက်ကနော်ကျွန်တော်ရဲ့ live တစ်ခုကလည်းပို့ပြီးတော့မြင့်တက်လာတယ်ဒီသဘောဒီရွယ်ချက်နဲ့သွားတာကျွန်တော်တို့ကအလုပ်တစ်ခုကိုလုပ်တဲ့အချိန်မှာကောင်းသောရည်ရွယ်ချက်ကိုရအောင်ရွေးတယ်ကောင်းသောရည်ရွယ်ချက်ကိုရအောင်သွားတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့တနိုင်မွေးသမားတွေကျွန်တော်ညီကိုမောင်နှမတွေမှန်သမျှတီးရင်တီးတဲ့လောက်ရှယ်လို့ရပါတယ်ဘာလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီလဲတကောင်မွေးတဲ့လူကပဲဖြစ်ဖြစ်နှစ်ကောင်မွေးတဲ့လူစီကပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအများတန်းလေ့လာတယ်ဘသူ့ကိုမကောင်းဘူးဘယ်ဝက်မကောင်းဘူးလို့ပြောတာတက်စာလို့ရှိရင်အဲ့ဒီပုံကနေကိုဘာရမလဲဆိုတဲ့ဟာကို finding ပြန်လုပ်တာအကောင်းဆုံးပါပဲเนาะကျွန်တော်တို့ကဒီစနစ်လေးနဲ့သွားပေးကြပါဘယ်ဝက်ကဘလို့ထွက်လာတယ်ဘယ်ဝက်ထက်ဘယ်ပုံစံမျိုးဖြစ်တာလဲဘယ်ပုံစံမျိုးဖြစ်ရင်ကိုယ့်ရင်ထဲမှာဒီဟာတစ်ခုကိုအဖြေထုတ်လိုက်ပါအဖြေထုတ်လာတဲ့အချိန်မှာကိုယ့်ရင်ထဲမှာအဖြေတစ်ခုထွက်လာလိမ့်မယ်ထွက်လာလိုက်တဲ့အဖြေကကိုယ့်အတွက်အကျိုးမြတ်ပါကိုယ့်ရဲ့ပါဇက်တစ်ခုကြောင့်မလို့ကိုပြောလိုက်တယ်ဒီဝက်ကဘာဖြစ်တယ်ဟိုဝက်ကဘာဖြစ်တယ်ဆိုလို့ရှိရင်အမုန်းပွားပါတယ်ကျွန်တော်တို့ကပါဇက်နဲ့ပြောရတာအရန်လွယ်အုံနောက်ကနေပြန်စဉ်းစားပြီးတော့ကိုအဖြေရှာပြီးတော့အမားကင်းအောင်လုပ်နိုင်တာပို့အဆင်ပြေမယ်လို့ထင်တယ်เนาะအဲကြတော့ဟိုအဓိကကတော့ကျွန်တော်တို့ကတော့ဘာပဲဟိုစားပြောချင်တာလဲဆိုတော့ကျွန်တော်တို့အဓိကဟိုတချို့ကပြောပါတယ်မတိတတ်နားမလဲလို့